တေးတန်ဆောင်ခန်းမှာနောက်ဆုံးနိုင်တွေဟာတကယ်ဘလို့ဖြစ်နေမလဲမနက်၈နာရီတင့်ကို Death House လို့ခေါ်တဲ့အခန်းလေးတစ်ခန်းနဲ့ကိုရွှေ့လိုက်တယ်အခန်းကတီတီလေးအေး execution room နဲ့အနီးကတည်ရှိနေတယ်နေ့လယ်12နာရီနောက်ဆုံးအစားအစာဘာမှမစိုးတောင်းနိုင်တယ် cheeseburger နှစ်ထပ် ice cream တစ်ပိုင်းဒါမှမဟုတ် olive တစ်လုံးတောင်ဖြစ်နိုင်တယ်အဲ့ဒါကတင့်ရဲ့နောက်ဆုံးဆုံးဖြတ်ခွင့်ဖြစ်တယ်ညနေ4နာရီနောက်ဆုံးဖုန်းခေါ်ဆိုမှု15မိနစ်ပဲရှိတယ်မပြောနိုင်ခဲ့တာတွေကိုပြောပြီးကပါကြီးကိုလက်လွတ်လိုက်ရတဲ့အချိန်ကမထင်ထားတာထက်မြန်မြန်ကုန်သွားတယ်ည8နာရီနောက်ဆုံးအချိန်ရေချိုးချင်းအဟောင်ဂျမ်စုကိုဖယ်ပြီးအသက်တထဲခက်ကြမ်းကြမ်းမဆေးရသေးတဲ့အဝတ်ကိုဝတ်ရတယ်နောက်ဆုံးညအသက် protocol အတိုင်းအေးမြတဲ့အဝတ်ကိုဝတ်ထားရတယ်ည7နာရီ Death Watch စတင်တယ် Warden နဲ့ Chaplain တို့အခန်းထဲဝင်လာတယ် Green Mile လို့ခေါ်တဲ့နောက်ဆုံးလမ်းကြောင်းကိုသူတို့နဲ့အတူလောက်သွားရတယ်ည7နာရီ69မိနစ် Execution Chamber ထဲကိုဝင်ရောက်တယ်လက်ချီတွေကိုတန့်ရှင်းပြီးအသိမ်းချုပ်ထားတဲ့ကြိုးတွေချီတယ် Warden ကနောက်ဆုံးစကားကိုမေးတယ်တင်ပြောလိုက်တယ်ည12နာရီ0မိနစ်မှာနာရီထိုးဆန်တဲ့အတူအားလုံးပြီးဆုံးသွားတယ်